ဟယ်လိုမင်္ဂလာပါဒီနေ့မှာတော့ပေးထားတဲ့10နဲ့15ကိန်းတွဲရဲ့ပုံစခွဲကိန်းကိုလည်းရေးရမယ်အကြီးဆုံးပုံစခွဲကိန်းကိုလည်းရှာပေးရမယ်အဲ့တော့ပုံစခွဲကိန်းကိုမရှာခင်မှာအရင်ဆုံးသိထားရမယ့်အချက်တစ်ချက်ရှိတယ်အဲ့ဒါကိုအရင်ဆုံးရှာဖွေရမယ်ပြီးတော့မှဘယ်အချက်ထိရောက်ရင်အဖြေရောက်နိုင်ပြီလဲဆိုတာကိုစဉ်းစားပြီးတော့မှချတွက်မယ်ဒါဆိုရင်ပုံစခွဲကိန်းတွေကိုရှာနိုင်ဖို့အတွက်ကလေးတို့က10နဲ့15ရဲ့စခွဲကိန်းတွေကိုအရင်ဆုံးသိထားဖို့လိုတယ်အဲ့တော့ဒီချိန်က10ရဲ့စခွဲကိန်းကိုစဉ်းစားတဲ့အခါမှာသူ့ရဲ့စခွဲကိန်းကိုနိုင်က10ကိုယ်တိုင်နဲ့1လို့ဒီချိန်ကမှာထားတယ်ပြီးတော့မှ1နဲ့10ကြားထဲမှာရှိတဲ့အပြည့်ကိန်းလေးတွေစဉ်းစားမယ်အဲ့ဒီအပြည့်ကိန်းလေးတွေနဲ့10ကိုတွားပြီးစားတဲ့အခါမှာအပြည့်စားနိုင်10ရဲ့စခွဲကိန်းဒါမှမဟုတ်ရင်လည်းကလေးတို့ကမြောက်လက်10ဖြစ်စီတဲ့ကိန်းတွဲနဲ့စဉ်းစားလိုက်ရင်လည်းအဖြေထွက်တယ်ဒါဆိုရင်ချေမြောက်လက်10နဲ့စဉ်းစားရင်ပိုလွယ်တယ်2 5လီ10ဆိုရင်2ကလည်း10ရဲ့စခွဲကိန်း5ကလည်း10ရဲ့စခွဲကိန်းဒါဆိုရင်10ရဲ့စခွဲကိန်းကချေတို့4ခုရပြီနောက်တစ်ခုကတော့10တလီ10ဆိုတော့ချေပြီးပြီးတော့15ရဲ့စခွဲကိန်းဆိုလဲ1နဲ့15ကိုယ်တိုင်ကသူ့ရဲ့စခွဲကိန်းနောက်ထပ်15ဖြစ်စီတဲ့မြောက်လက်ကိန်းတွဲလေးနဲ့စဉ်းစားတဲ့အခါမှာချေတို့ဘယ်လောက်ရလဲဆို3 5လီ15ရတယ်ဒါဆိုရင်3ကလည်း15ရဲ့စခွဲကိန်း5ကလည်း15ရဲ့စခွဲကိန်းဒါဆိုရင်ဒီချေတို့လာပြီးသူမေးတဲ့ပုံစခွဲကိန်းနှစ်ခုလုံးမှာပါနေတဲ့ကိန်းတွေကပုံစခွဲကိန်းတွေဖြစ်တယ်ဒါကြောင့်မို့နှစ်ခုစလုံးမှာတူနေတဲ့ကိန်းတွေဖြစ်တဲ့1နဲ့5ကိုရွေးထုတ်ပါဒါဆိုရင်သူတို့ချင်းတဲ့ပုံစခွဲကိန်းကိုရတယ်ဒါဆိုရင်အကြီးဆုံးပုံစခွဲကိန်းကိုဘယ်လိုရှာမလဲဒီမှာပုံစခွဲကိန်းက1နဲ့5ဒီထဲမှာအကြီးဆုံးဆိုတော့5ပေါ့လွယ်လွယ်လေးနော်